ဒီတခါလူသေးရတာမတန်ဘူးမခင်ထွေးငယ်တော့တောက်တော့ချီးတော်မှာတောက်တော့အစိတ်ကိုတောက်ရင်တေးမှာပဲမဟုတ်လားမခင်ထွေးစီကရက်တရားတွေပါဇက်ထဲကနေမီးတောင်တစ်ခုလိုပေါက်ကွဲသွားနေတဲ့ခန်းထဲမှာကျွန်တော်အသက်ကိုငွေ့ငွေကလေးခိုးပြီးရှူးနေရပါတယ်ဒီရက်ပိုင်းတွေကတေးမယ်ဆိုရင်တေးချင်းစရာတွေကြီးပါပဲဗျာမခင်ထွေးပဲစဉ်းစားကြည့်တစုံတစ်ခုကမဟုတ်ဘူးတစုံတစ်ယောက်ကကျွန်တော်ကိုစွန့်သေးဖို့ကျွန်တော်ကစွန့်သေးဖို့ထက်ကတလဲလဲပြောရင်အဲ့ဒီလိုနေနဲ့ကျွန်တော်အသက်ကိုသူ့လူယူနေတာပေါ့မခင်ထွေးရေဒီတခါလူသေးရတာမတန်ဘူးဗျာအရက်ကိုအရက်လို့တောက်ဖို့စီကရက်ကိုစီကရက်လို့ပွားဖို့မိမတယောက်ရဲ့ဘွားတယ်ကျွန်တော်ခုံချခဲ့ပါတယ်မိမတွေဆိုတာကအရက်တောက်ဖို့စီကရက်ပွားဖို့အကောင်းဆုံးအကြောင်းပြချက်တွေပဲမဟုတ်လားဒါတွေကပဲကျွန်တော်ကိုနင်းချချနေတာပေါ့နေဖို့အကြောင်းမတွေ့ရလို့တည်ဖို့အကြောင်းတွေးကြည့်ပူပါတယ်ရေမကူတတ်တဲ့ငါးတကောင်လို့ဟောဒီအခန်းနေတလူလူလွင့်ကြစီကရက်တရားတွေဖုံဖုံလဲသူကြတဲ့ညတွေပေါ့ဗျာကျွန်တော်ကအဝေးကိုလွင့်နေတဲ့ရှစ်ပီးလေးစီပြန်သေးလာခြင်းနေတဲ့လေတကုံလုံးနေစဉ်ကိုမိုးရေသည်ခုံချခြင်းနေတဲ့မိုးတိမ်တစ်ခုလုံးသူမနာမှာအနှုံးနှုံကတ်ချွဲတဲ့နေဘူးပါတယ်ဒါယူတာပဲမခင်ထွေးဒါယူတာပါပဲမိမတရားကိုချစ်တဲ့အကြောင်းလေးမခင်ထွေးကိုပြောတဲ့နေမိတာကကျွန်တော်ယူတာပဲကျွန်တော်ယူအောင်ချစ်ခဲ့မိတာပေါ့မခင်ထွေးရဲ့ကျွန်တော်ကိုယ်ပိုင်သူထဲမှာစပယ်တွေဝေတယ်ဆိုတာသူကြောင့်ကားဟောင်းတန်တွေကိုမကြားမိတော့တာဟာသူ့အတန်တွေကြောင့်ဖះကြောင့်ခေါင်းလောက်ထိုးတယ်မှာတမနက်ခင်းလုံးကြည်နူးနေရတာသူ့အတုံကြောင့်မျက်နှာတက်တာအစအလောက်သွားတာအထိဒါတွေဟာသူ့ကြောင့်ပါပဲယူလောက်စရာမျက်နှာချိုးစားဖို့မခင်ထွေးရဲ့အဲ့ဒီငှက်အိမ်ကြဲကြဲတွေစီခုံစင်းကြခဲ့မေးရုပ်ကကားတွေစီထက်သေးနေမိခဲ့အသေးအောင်နုနုတွေစီစိတ်ဝင်နေမိခဲ့သူ့စံသားနွဲ့နွဲ့တွေပေါ်ကတ်တွေနေမိခဲ့ဒါယူတာပဲမခင်ထွေးမိမတရားကိုချစ်တဲ့အကြောင်းလေးမခင်ထွေးကိုပြောပြနေမိတာကကျွန်တော်ယူတာပဲကျွန်တော်ယူအောင်ချစ်ခဲ့မိတာပါပဲဒီရက်ပိုင်းတွေဟာတည်မယ်ဆိုရင်တည်ခြင်းစရာတွေကြီးပါပဲဗျာနေဖို့အကြောင်းမတွေ့ရလို့တည်ဖို့အကြောင်းတွေးကြည့်ဖို့ပါတယ်ဒီတခါလူသေးရတာမတန်ဘူးမခင်ထွေးရဲ့ယူနေ